ဒီယူကြောင်ရုပ်ရှင်ကိုဘယ်တော့မှဆက်စုဖို့မကြိုးစားပါနဲ့။ဘာလို့လဲဆိုတော့ဒီကားထဲမှာပြုတ်အန်ဂျင်စရာကောင်းတဲ့ဆက်စုပ်ဖွယ်ရာအခန်းပေါင်းများစွာပါဝင်နေလို့ပါ။ဒီရုပ်ရှင်ရဲ့နာမည်ကတော့ The Human Centipede ဖြစ်ပါတယ်။လူတွေကိုကင်းချေများအဖြစ်ပြောင်းလဲပစ်ချင်တဲ့အထိကင်းချေများအပေါ်ယူသွဆွဲလန်းနေတဲ့အယူတစုအကြောင်းရိုက်ကူးထားတာပါ။သူတို့ဟာလူတွေကိုပြန်ပေးဆွဲပြီးတယောက်ရဲ့ပါဇက်ကိုနောက်တစ်ယောက်ရဲ့ဖင်နဲ့ဆက်တဲ့နီလန်နဲ့နောက်ဆုံးလူအထိတောက်လျှောက်စမ်းသပ်ဆက်သွယ်ခဲ့ကြပါတယ်။ဒီရုပ်ရှင်ဟာအတွဲ3တွဲ trilogy ရှိပြီးကားတိုင်းမှာအသိဉာဏ်နဲ့မဆန်းတဲ့ယူသွမှုတွေကိုတင်ဆက်ထားပါတယ်။ပထမကားမှာလူ3ယောက်ဒုတိယကားမှာ12ယောက်နဲ့တတိယကားမှာတော့လူ9ယောက်အထိအသုံးပြုခဲ့ပါတယ်။ဒီရုပ်ရှင်ဟာဘလောက်တောင်ယူသွတယ်လဲဆိုရင်နိုင်ငံတော်များများမှာပြသခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ဒုတိယကားမှာဆိုရင်ကြည့်ရတာအရန်ယွန်စရာကောင်းလွန်းတာကြောင့်တမင်တကာအဖြူအမဲနဲ့ပဲရိုက်ကူးခဲ့တာပါ။ဇလန်ပိုင်းရကြည့်မယ်ဆိုရင်လည်းစိတ်ဝင်စားစရာဘာမှမရှိပဲထူးဆန်းတောက်တီးနိုင်လွန်းလာပါတယ်။ဒီကား3ကားလုံးရဲ့ IMDb rating ဟာအမြင့်ဆုံး 4.4 ပဲရှိပါတယ်။ဒီ trilogy ဟာတွေးထွက်တန်ယူခန်းတွေနဲ့ဆက်စုပ်ဖွယ်ရာခန်းတွေကိုပဲရောင်းစားထားတာလို့ပြောလို့ရပါတယ်။ဒါရိုက်တာကဘာတွေတွေးပြီးဒီလိုယူကြောင်ကားမျိုးကိုတကားတင်မကပဲ3ကားအထိတောင်ရိုက်ခဲ့တယ်လဲဆိုတာစဉ်းစားလို့တော့မရပါဘူး။ဒီကားကိုကြည့်ဘူးတဲ့သူတွေရှိရင်လည်းတင်းရဲ့အမြင်ကိုဝေမျှပေးခဲ့ပါဦး။